ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရဝေးရဲ့နေ့ကနေကျမကိုချစ်ခင်အားပေးကြတယ်။ယုံကြည်အားပေးကြတဲ့ခုနှစ်ရဲ့သားသမီးများလုံးရှင်းနေဖွာသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုကျမချင်းနေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ကျမကတော့ဆရာကြီးမင်းနေငါရဲ့တပည့်ဆရာမတင်းတန်လာစောပဲဖြစ်ပါတယ်ရှင်။အခုကျမတနင်္ဂနွေသားသမီးများအတွက်၄လပိုင်းတစ်လစာကိုကံကြမ္မာများကိုအကောင်းအဆိုးများကိုစပြီးတော့ဟောပြောပေးသွားမှာဖြစ်ပါတယ်နော်။အဲ့တော့ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုကြည့်ရှုနေတဲ့ထဲမှာတနင်္ဂနွေသားသမီးများပါခဲ့တယ်ဆိုလို့ရှိရင်အစဆုံးလေးကြည့်ပြီးသွားပါဒီ၄လပိုင်းမှာတနင်္ဂနွေသားသမီးများရဲ့ကံအဆိုးကံကောင်းကိုရေတရာနဲ့တကွကျမအသေးစိတ်လေးပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးများကဒီ၄လပိုင်းမှာဆိုရင်ငွေတွေနော်လက်လာဘတ်တွေဒလက်ဟောဝင်လာရမယ်ကာလတစ်ခုဖြစ်ပါတယ်အဲ့ထွက်ရင်လည်းသူကအရန်ထွက်မယ်ဝင်ရင်လည်းအရန်ဝင်လာတတ်ပါတယ်တခုတတိထားမှာကြတော့မိမိတို့ရဲ့အိမ်မှာကိုယ်ရန်ရင်းနှီးတဲ့လူပေါ့နော်ကိုကယုံကြည်ရတဲ့လူကကိုယ့်ကိုလိန်လေလှည့်စားသွားတာမျိုးတွေကြုံရတတ်ပါတယ်ဒီ၄လပိုင်းမှာတနင်္ဂနွေသားသမီးများကအထူးဂရုစိုက်ရမယ်ကာလတစ်ခုဖြစ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးများဒီ၄လပိုင်းမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့ဗုဒ္ဓဘုသားသမီးတွေတနင်္ဂနွေသားသမီးတွေတနင်္လာသားသမီးများကိုအထူးဂရုစိုက်ရဖို့လိုအပ်ပါတယ်ပြောချင်တာကကြတော့ငွေတွေချီတာငှားတာပေးတာမျိုးပေါ့ကူညီမယ်ဆိုရင်လည်းကူညီလိုက်ချီတာတို့ငှားတာတို့လုံးဝမပြုတ်လုပ်ပါနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်ကိုယ်နဲ့အရန်ရင်းနှီးတဲ့တငယ်ချင်းမိတ်ဆွေတွေထဲမှာငွေကြောင့်စိတ်ဝမ်းကွဲပြီးတော့မှမခေါ်မပြောဖြစ်သွားတတ်ပါတယ်ဒါကြောင့်အထူးဂရုစိုက်ပေးပါတနင်္ဂနွေသားသမီးများ၄လပိုင်းမှာဆိုလို့ရှိရင်အဝါရောင်နဲ့လုံးဝမတည့်ပါဘူးအဝါရောင်လုံးဝရှောင်ရမယ်လတလဖြစ်ပါတယ်လေနဲ့ပတ်သက်မဲ့ကျမ်းမာရေးတွေအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်အခြေရေးမှာတော့ကံမကောင်းတတ်ပါဘူးခြေနဲ့ပတ်သက်ပြီးတော့မျက်နှာပြက်စရာတွေကြုံရတတ်ပါတယ်အိုးအိမ်နေရာထိုင်ခင်းတွေအပြောင်းအရွှေ့များမယ်အိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့မတည်ငြိမ်တဲ့ကာလတစ်ခုကိုရောက်ရှိနေခြင်းဖြစ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးကမိမိတို့အနေနဲ့အိုးပိုင်အိမ်ပိုင်မရရှိသေးဘူးအိုးပိုင်အိမ်ပိုင်ဝယ်ဖို့ရည်ရွယ်ထားတယ်မြေတွေဝယ်ခြင်းနဲ့နော်အိမ်တွေဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ၄လပိုင်းမှာမဝယ်ပါသေးနဲ့၄လပိုင်းကြော်သွားပြီး၅လပိုင်းထဲမှာရောက်ပြီဆိုတော့မှဝယ်ယူပါဒါဆိုရင်အောင်မြင်တတ်ပါတယ်ကံကောင်းတတ်ပါတယ်ဒီ၄လပိုင်းမှာတော့တနင်္ဂနွေသားသမီးများအယောင်းဝယ်ကိစ္စတွေဘာမှမလုပ်ပါနဲ့လက်ရှိလုပ်နေတဲ့စီးပွားရေးကိုပဲတေချာဆောက်ချပြီးတော့လုပ်ပါဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်ခက်ခဲမရှိပါဘူးဆုံးရှုံးစရာလည်းမပေါ်လာတတ်ပါဘူးပြောချင်တာကကြတော့လုပ်ငန်းတွေတိုးချဲ့တာမျိုးတွေနော်စီးပွားရေးမှာတခြားအလုပ်တစ်ခုကိုကူးပြောင်းတာမျိုးတွေလုံးဝမလုပ်မိဖို့လိုအပ်ပါတယ်လက်ရှိအလုပ်ကိုပဲကိုကငြိမ်လေးလုပ်ရမယ့်ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများဒီကာလမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့ဒီ၄လပိုင်းမှာမိမိတို့ရဲ့အပြောအဆိုလေးတွေမိမိတို့ရဲ့လုပ်ငန်းတွေမိမိတို့ရဲ့စီးပွားရေးတွေကောင်းတဲ့ကောင်းအောင်လူမှုရေးကိစ္စတွေမှာနော်အမှုဟင်းကြုံတွေ့နေရတာတွေအောင်မြင်ခြင်းနဲ့နော်အဆင်ပြေခြင်းနဲ့မြဲပြီးဆုံးခြင်းနဲ့ဆိုလို့ရှိရင်ဇေဒီတော်ရဲ့တဆူကိုတွားပြီးတော့တကွန်ကုတ်ကားမူလေးပွားဂျိုးတိုင်းအစိလှူဒန်းပေးရမှာဖြစ်ပါတယ်အဲ့တော့ဘယ်နေ့မှလုပ်ရမလဲဆိုလို့ရှိရင်မိမိတို့ရဲ့မွေးနေ့9:45မှာပြုလုပ်ပေးရင်ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဒီကာလတွေမှာမိမိတို့အနေနဲ့အိမ်ဖျားမှာနော်အိမ်ဖျားမှာရေတံဘူးလေဘူးစွန်းတော့ကပ်ပေးပါဖျားမှာဒီတိုင်းလေးကတ်လှူထားလို့ရပါတယ်တစ်လားလုံးလှူထားလို့လည်းရပါတယ်ဒါပေမဲ့ရေတံဘူးမှာကြတော့မိမိတို့အနေနဲ့ရက်လေးလက်ကိုဒုက္ခအပေါင်းနော်ဒုက္ခဆိုလဲစလုံးလေးကိုရေးမယ်ပြီးပါရင်ဘေးမှာအပေါင်းလက္ခဏာလေးရေးမယ်ရေတံဘူးရဲ့ဘေးပတ်လဲမှာရက်ကလေးကိုတေဝင်းလေးနဲ့ပဲဖြစ်ခြီပြီးတော့မှမြတ်စွာဘုရားရှင်ကိုကတ်လှူပေးထားရမှာဖြစ်ပါတယ်ဒါဆိုရင်၄လပိုင်းမှာတနင်္ဂနွေသားသမီးတွေကံစားတာတွေမြင့်သွားပါလိမ့်မယ်ကံအညံ့နေလဲပြေပြောက်သွားပါလိမ့်မယ်ခရီးကိစ္စနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးတွေရန်အောင်မြင်တတ်ပါတယ်အဲ့တော့ဒီတကူအကျော်ပေါ့
နော်4လပိုင်း15ရက်အကျော်20အကျော်မှာခရီးကိစ္စတွေကောင်းတဲ့သတင်းတွေကြားတတ်ပါတယ်အဲ့တော့နိုင်ငံရေးသားခရီးတွေတွားမယ်ဆိုလို့ရှိရင်တော့20နောက်ပိုင်းမှာတွားရတတ်ပါတယ်20နောက်ပိုင်းမှာပြုလုပ်မယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများပြောချင်တာကကြတော့ဒီ4လပိုင်းမှာမိမိတို့အနေနဲ့အဝါရောင်လေးကိုရှောင်ပြီးတော့မှအနီရောင်အနက်ရောင်ပါတဲ့တစ်ခုခုเนาะအနက်ရောင်ပါတဲ့ဒီပိဿာလေးပဲဖြစ်ဖြစ်အနက်ရောင်ပါတဲ့တင်ဂိတာတစ်ခုခုပဲဖြစ်ဖြစ်နောက်မဟူရာကြောက်ကိုပဲဖြစ်ဖြစ်စောင့်ထားမယ်ဆိုလို့ရှိရင်တော့ဒီတနင်္ဂနွေသားသမီးများ၄လပိုင်းမှာအင်မတန်ကိုကံကောင်းတဲ့လတလအဖြစ်ပိုင်ဆိုင်သွားရပါလိမ့်မယ်။ကဲကျမမိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေ။စိတ်သွားတိုင်းကိုပါလူရဆန္ဒတွေလည်းပြည့်ဝနိုင်ကြပါစေရှင်။ဒီတကူလမှာလည်းအေးချမ်းသာယာစွာနဲ့ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။